bao cha kanji nga pai nge timma dongsen dan adan I tasin mi set si ho mu ka lu go phansin no mu do kala na mimi pondra ni ni phya de kin phansin no mu I lu yauk cha lu me ma ko phansin ywe kaung ji pi do mu I phansin no ni nai le tu do ko ada ami phit ne do mu I adan ni atet 130ရှိသောမိမိပုံတရာနှင့်တညီတရန်ဒီတာကိုမြင်ရ၍ရှေတအမည်ဖြစ်၏ရှေတကိုဖွားမြင်သောနောက်အာဒန်ဒီအနှစ်800သက်ရှင်၍သားသမီးများကိုမြင်လေ၏အာဒန်ဒီအသက်နှစ်ပေါင်း930ရှိသောတည်လေ၏ရှေတသည်အသက်105နှစ်ရှိသောသားအေနုကိုမြင်လေ၏အေနုဖွားမြင်သောနောက်ရှေတသည်အနှစ်800နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏ရှေတသည်အသက်နှစ်ပေါင်း932နှစ်ရှိသောတည်လေ၏အေနုသည်အသက်90ရှိသောသားကာဣနံကိုမြင်လေ၏ကာဣနံဖွားမြင်သောနောက်အေနုသည်အနှစ်815နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏အေနုသည်အသက်နှစ်ပေါင်း905နှစ်ရှိသောတည်လေ၏ကာဣနံသည်အသက်90ရှိသောသားမဟာလီလကိုမြင်လေ၏မဟာလီလဖွားမြင်သောနောက်ကာဣနံသည်အနှစ်840အသက်ရှင်၍သားသမီးများကိုမြင်လေ၏ကာဣနံသည်အသက်နှစ်ပေါင်း930ရှိသောတည်လေ၏မဟာလီလသည်အသက်65နှစ်ရှိသောသားယာရက်ကိုမြင်လေ၏ယာရက်ဖွားမြင်သောနောက်မဟာလီလသည်အနှစ်830အသက်ရှင်၍သားသမီးများကိုမြင်လေ၏မဟာလီလသည်အသက်နှစ်ပေါင်း895နှစ်ရှိသောတည်လေ၏ယာရက်သည်အသက်160နှစ်ရှိသောသားအေနောက်ကိုမြင်လေ၏အေနောက်ဖွားမြင်သောနောက်ယာရက်သည်အနှစ်800အသက်ရှင်၍သားသမီးများကိုမြင်လေ၏ယာရက်သည်အသက်နှစ်ပေါင်း960နှစ်ရှိသောတည်လေ၏အေနောက်သည်အသက်635နှစ်ရှိသောသားမတုရှလကိုမြင်လေ၏မတုရှလဖွားမြင်သောနောက်အေနောက်သည်အနှစ်300ပတ်လုံးဖျားသခင်နှင့်အတူတွာလာ၍သားသမီးများကိုမြင်လေ၏အေနောက်အသက်နှစ်ပေါင်း965နှစ်သည်အေနောက်သည်ဖျားခင်နှင့်အတူတွာလာ၏နောက်တစ်ဖန်သူသည်မရှိအကြောင်းမူကားဖျားခင်တင်ယူတော်မူသောကြောင့်မတုရှလသည်အသက်189နှစ်ရှိသောသားလာမက်ကိုမြင်လေ၏လာမက်ဖွားမြင်သောနောက်မတုရှလသည်အနှစ်980နှစ်သက်ရှင်၍သားသမီးများကိုမြင်လေ၏မတုရှလသည်အသက်နှစ်ပေါင်း969နှစ်ရှိသောတည်လေ၏လာမက်သည်အသက်180နှစ်ရှိသောသားကိုမြင်၍ဤသူဒီကထောရဖျားတင်တော်မူသောမြင်၌လုံး၍ပြင်ပန်းစွာခံရသောငါတို့အားတက်တာစီတော်သူဖြစ်လိမ့်မည်ဟု၍သူကိုနောအေဟူသောအမည်ဖြင့်မေ့လေ၏နောအေဖွားမြင်သောနောက်လာမက်သည်အနှစ်995နှစ်အသက်ရှင်၍သားသမီးများကိုမြင်လေ၏လာမက်သည်အသက်နှစ်ပေါင်း989နှစ်ရှိသောတည်လေ၏နောအေသည်အသက်900ရှိ၍နောအေသားကာရှေမဟာမယာဖက်သည်